ဒီကတော့ကယ်ဒမီပေးပွဲနေဆိုရင်ခုန်နေမှာပေါ့ ရင်ခုန်လည်းမဟုတ်ပါဘူးဒီလိုပဲပွက်တက်ရမှာပေါ့ ခုန်မင်းသားရမှာမလဲသမီးတို့ထင်တယ်မင်းသားလေးတစ်ပြင်းနေမင်းသားဟုတ်တယ်မဒီကကြိုသိနေတာဆိုတော့လေ ဘလို့ကြိုသိမှာတော့ဘလို့မှကြိုမသိဘူးကဲမီဆိုတာလေ မင်းသမီးရတာကမင်းသမီးမလား အမကလုပ်ငန်းအကြောင်းလေးပြောလို့ရအောင် ဟုတ်လုပ်ငန်းအကြောင်းကလေဒီကရဒီလိုပါဒီကသမီးဖန်ဆိုတော့လေသမီးတို့လုံကောင်းအခုလိုလက်ခံပေးတော့ကျေးဇူးအများကြီးတင်ပါတယ်သမီးကဒီကရဲ့အိုက်တော့ ဒီကုန်းက သမီးဖန် ဖန် ဟုတ် ဒီကုန်းကတမီးရဲ့ ဟုတ် အော်အဲ့ထားလိုက်ပါတော့ဖန်တမီးရဲ့ဖန် ဒါအလုပ်ငန်းလက်ခံပြီးသမီးတို့ဒါအားဝမ်းသာပြီးကျေးဇူးတင်ပါတယ်သမီးရဲ့အိမ်မက်ပေါ့ဒီကွန်တဲ့အလုပ်လုပ်ဖို့လေသမီးရဲ့အိမ်မက် ဟုတ်ပါပြီဒီကုန်းကလည်းကိုယ့်ရဲ့ဖန်ဆိုတော့အလုပ်တွေလုပ်ရတာပြောပါတယ် ဒီကွန်အကယ်ဒမီရသွားတယ်လေဟိုဘောစီဆိုကားတော့အကယ်ဒမီကတော့တအိမ်လုံးပြီးတော့တာအမေဆန်လဲငုံပြီးကိုတက်တော့တာဒီကွန်ရဲ့ဒီလားတအားပြောတာသမီးတို့လေ ဘောစီမဟုတ်ဘူးနော်အီယာကိုချစ်ဦးခေါ်သလား ဒီရကိုကျေးဇူးပါပါသလားဟုတ်ဟာလေဒီကွန်ကားတွေတော့အကုန်ကြည့်တော့ရောနေတာဒီကွန်ရဲ့အဲ့လိုမျိုးဒီကွန်အခုအကယ်ဒမီပေးပွဲကလေဒီကွန်ဘယ်သူတွေစပွန်ဆာပြီးမှတော့ရတနာတွေပါတယ်ဟိုပြီးခဲ့တဲ့နှစ်ကဒီဇိုင်နာတွေကဒီကွန် တမီးဟိုကလေတမီးတို့ရဲ့ brand ကလေဟိုထုတ်ထားတာကြာပြီလားဒါမှမဟုတ်အခုမှထုတ်တာလားအဲ့ဒါလေး ဟုတ်သမီးတို့ brand တော့ကြာပါပြီရှင်ဟိုသမီးတို့ညီမနှစ်ယောက်ပေါ့နော်ကိုဗစ်ရှိကြတဲ့ကလေအထည်ချုပ်စိတ်ုံလေးမှသမီးတို့လှုပ်တုံးဟာ အလုပ်ကိုတေချာလုပ်မယ်အလုပ်ချိန်မှာစကားမပြောရဘူးဖုန်းမပြောရဘူးမုံခိုးမစားရဘူးမုံစားတဲ့လူတွေသိတယ်နော်ဒီဒီဇိုင်းကကြာနေပြီမလားလဲလိုက်တော့နောက်ဒီဇိုင်းယူလာခဲ့မပြန်လာမယ်ရှင် မွန်ခိုင်စုအိတ်စစ်မယ် အော်ဟုတ်ပြီ အော်မွန်တော်လိုက်တော့ခိုင်စုအိတ်ပေး ပြေးလိုက်လေမရဘူး ပေး ပြေးလိုက်ပြီးနေအောင် ဒီမှာလေခိုးထားတာမလားဟုတ်မခိုးပါဘူးမခိုးပါဘူးဒီတိုင်းလွတ်ပြတာလို့လွတ်ပြတာမဟုတ်ဘူးချထားတာ ဘာလို့ခေါ်တာလဲ မခိုးဘူးဒီတိုင်းပြတာလို့ ဟိုတောင်းမှလည်းအမရဲ့ ဘယ်လိုညောင်လုံးလှုပ်ထွက်ခိုးတာသူလေမိုးမမုတ်တာဘယ်လိုလုပ်ထွက်ရမှာလဲနင်တခိုးရဲ့အမမို့လို့ထွက် ငါတို့အလုပ်လဲပြုတ်သွားကဘာလုပ်ကြမလို့နင်းမပတ်စံဘယ်လောက်ရှိလဲ နှစ်တောင်းဆိုနင် 2500 တခုခုတော့လုံးမပြမယ်တင်မယ် အော်တပီးတို့ကငွေလေး9000နဲ့ရနေပြောစတင်ခဲ့တာဟုတ် အဲ့လိုတော့မဟုတ်ဘူးဒီကွန်းရဲ့ ဟုတ်ပါသားရ ဟာ9000ပဲရှိရလေလောက်ပါမလား ဟုတ်တယ် အော်ဒီကုန်းကလေအဲ့9000လဲနဲ့လုပ်ငန်းစခဲ့တယ်မှတ်တာ ဟုတ်တယ်ဒီကွန်းရဲ့ဗာလေးဒီလို အော် အဲ့ဘိုက်ကိုတင်းတော့ပဲဟဲ့ ဟုတ်ပါ အတက်ကျလို့တော့မရတော့ အိမ်တော့ကြက်သွား ငါတို့လေဘလောက်ဆဆဘလောက်ဘိုက်ပြည့်ဘလောက်ဝဝရမယ်အင်ကြီးတွေချုပ်ရောင်းမလား အရင်ကြီး ရှိတာရောင်းမယ်လေအဲ့လိုနဲ့အခုတမီးတို့ဝတ်ထားတဲ့ဒီမမ collection brand လေးကိုပေါ့နော်ညီမနှစ်ယောက်ရှိတာလေးကိုထုခွဲပြီးတော့ဆက်ချုပ်ဆက်လေးနှလုံးနဲ့စားကြဒီကို တော်စူးစားတာနော်အတော်စူးစားတာပဲတမီးက အဲ့နဲ့လေအနေထားလေးတစ်ခုရောက်တော့ပေါ့နော်ငါတို့ကြော်ညာလေးငားမယ်ပေါ့မိတ်ဆွေတွေကပြောတာပေါ့နင်တို့ကြော်ညာရရမဲ့အနေထားမဟုတ်သေးဘူးဒါပေမဲ့ကိုကလှုပ်ချင်တာဘယ်မင်းသားမင်းသမီး celebrity နိုးသွားဒီကိုမဘလောက်ပေးရရှိလို့မဟုတ်ဘူးဒီကိုရှိလို့မဟုတ်ဘူးငားမှာအဲ့လိုနဲ့အာညီမနှစ်ယောက်တိုင်ပင်ပြီးတော့ဒီကောင်အဲ့လိုလာငားတာ ကြည့်ရောကိုပါဘူတီပြီးတော့လာတာ အနုပညာကြီးက ဟိုအနုပညာကြီးလေးကတော့ပုံမှန်ဆိုရင်330အစယူပါတယ်ရှင် ရတယ်ဒီကောင်မဟုတ်ဘူးတတ်နိုင်လို့မဟုတ်ဘူးငားမှာဒီကောင်မလို့ကောင်ငားမှာသမီးတို့ကဟုတ် ကဲလုံးနေပါနဲ့ဂျာကြီးရဲ့အဲဒီလိုလို့သူ့ရဲ့စူးစားအားထုတ်မှုလေးရဲ့နောက်ပြီးတော့သူခက်ခက်နဲ့စူးစားခဲ့ရဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီးတော့ထက်ဝက်ကြီးနဲ့လုပ်ပေးမယ်15သိန်းပဲပေး မလုပ်ပါနဲ့ဒီကုန်းရဲ့ဟုတ်တန်းနိုင်လို့မဟုတ်ဒီကုန်း30မဟုတ်300လဲသမီးကငားမှာချစ်လို့
အဲ့ ဒီ လို ကောမလို့ကိုချစ်တာသမီးတို့က ပြောလေဒီကောကလည်းထပ်ပြီး short ခြင်းလေရတယ်ဂျာကြီးမှတ်လိုက်ပါနော်ဒီမ brand တွေဒီကော15သိန်းနဲ့ပဲလက်ခံပေးလိုက်ရတယ်ရအောင်လုပ်ပေးမယ် ဒီဖြစ်တာရောင်မြတာလားမသိဘူးဒီကောဟိုကလေပြီးတော့ဒီကောသမီးတို့အရင်တော့အဲ့လိုဆိုင်နေကနားနေမရှိဘူးပေါ့နော် online ကနေရောင်းတာ online ကနေရောင်းတော့တအားရောင်းရတော့လို့အလိမ့်နေညာတွေထင်မှာစိုးတာဆိုတော့ဟိုဆိုင်လေးနဲ့ပွင့်မဲဆိုပြီးတော့ဆိုင်လေးငားပြီးတော့ ရှိရမယ် ဒီကုန်းဖဲချိုးဖြတ်စေချင်တာဒီကုန်းလက်နဲ့ မဖွင့်ရသေးတာ မပွင့်ရသေးဘူးဒီကုန်းလက်နဲ့ဖဲချိုးဖြတ်ပြီးပွင့်စေချင်တာ ပေးမယ်လုပ်ပေးမယ်ဘာလို့ဆိုလေဒီဆိုင်လေးဖွင့်တဲ့ဥစ္စာကိုလည်းဒီကုန်းလုပ်ပေးပဲ ဟောအနုပညာရေးလေးဒီကုန်း မလို့ဘူးဒီကောကအဲ့လိုဆိုင်ဖွင့်ပွဲတွေပါဆိုဂျာကြီးသိပါတယ်ဗလားနဲ့လုပ်ပေးလိုက်ပါကလေးကိုလုပ်ပေးလိုက်ပါသူတို့ရဲ့စူးစမ်းမှုလေးကိုတပည့်ကိုမြင်မြင်ချင်းကိုလေအဲ့လိုပြောနေတာနဲ့ကိုလေအိုးဒီကလေးတွေကတော့တော်တော်စူးစမ်းအားထုတ်တဲ့ကလေးတွေပါလားဆိုတဲ့စိတ်တခုနဲ့တမီး ဒီကုန်းမဟုတ်ယူပါဒီကုန်းအဲ့လိုမဟုတ်ဘူးယူပါ ဘယ်လောက်နဲ့ပေးလိုက်မှာ ဘလောက်နဲ့မှမဟုတ်ဘူးလေဖဲကျွတ်ဖြတ်တာရဲ့အခုကြော်ညာရဲ့အားလုံးပေါင်းမှ15သိန်းနဲ့ပဲပြည့်မိတ်ကပ်ကိုပါဝင်အားလုံးခုမှကိုလာခဲ့မယ်ဆို ဒီကုန်းအာနာဒီကုန်း အားနာနဲ့အမလေး ထိုင်ကြတော့ပါ မကတော့ပါနဲ့ဒီကောနားပါတယ် တခါတည်းပတ်စံ အော်ရရလားအဆင်ပြေရလား ပြေတယ်ဒီကုန်းပြေတယ်မဟုတ်ပါဘူးဒီကုန်းရဲ့ ပေးလဲရတယ်နော် မချောစေချင်မူသမီးကလေအချစ်လို့ဒီကုန်းပတ်စံနဲ့အများကြီးဝင်စေချင်တာဝင်စေချင်တာဒီကုန်း တော့ဖြစ်ပြီလို့တော့အောင်မေးထားလိုက်ယောက်ျားကြီးโอเคအမလေးဟဲ့တောင်းတချီအောင်ရောက်နေပြီဟာမရောက်သေးဘူးလားလို့ ရောက်ပြီရောက်ပြီ ဟာဒီချွေးတယ်နော် ဒီကုန်းဝမ်းသာလိုက်တာဒီကုန်းရဲ့ဒီပါကွယ်သမီးတို့ချုပ်ရုံဟုတ် အော်ဒါသူများစီမှာရိုက်တာမဟုတ်ဘူးဒါသမီးတို့ရဲ့အလုပ်ရော ပတ်ဆက်ရှန်ဒီကု တော န်း င်းတဲ့ကြီးတောင်ကို ဟုတ်လေးတဲ့ဟာဘောဆို ဘာမှရှိသေးတာလား ဒီတဲ့ဒီကုန်းဟော ဒါနဲ့ပြောတော့ဟိုတနိုင်တပိုင်းဆို အော်တနိုင်တပိုင်းလေးကနေဒီလိုလေးဖြစ်လာတာဟောဒီကုန်းရဲ့ဒီကုန်းတွေ့ရဝမ်းသာတယ်နော်နဲ့ရိုက်ပြီးလို့လေကျေးဇူးတင်ပါတယ် အော်ဟုတ်ကဲ့ပါ ညီမလေးသမီးနဲ့တူတူရုန်းကန်ခဲ့တဲ့ညီမလေးဒီကုန်း ညီမလေးနှစ်ယောက်ရုံးကန်ခဲ့တယ်ဆိုတာဒါကညီမလေး ဟုတ်တယ် အော် तू ကတထေးရုံနော် အော်သမီးကကျတော့အဲ့လိုစမကြကြလာလာပပဝတ်တက်တာမမတော့အဲ့လိုရိုးရိုးအေးလေးပဲနေတတ်တာဘလို့မဝတ်ပေးလို့မရအဲ့ချာတဲ့ညီရလဲညီသေးဘဝမမေးတာဒီကုန်းရဲ့ဘဝမမေးတာမမဒီစမငါတို့ကတအားချမ်းသာနေပြီနေတအားသုံးပြဘာလို့သေးလဲပြောအကုန်သုံးအဲ့လိုလည်းမဟုတ်သေးဘူးလေ မှာတယ်တနာတာလေရိုက်ပြီးလိုက်ပေါ့ မရိုက်ပေးပါမယ်ငါမရိုက်ပေးဘူးပြောနေလို့လား ဒီကုန်းပြအောင်မယ် ဟိုဟာပြကြရှိသေးတာလား ဒီကုန်းပြောစရာရှိလို့ အော်ပြောပြအောင်မ ဒီဆက်လေးနှလုံးကလေဒီဆက်လေးနှလုံးညီမနှစ်ယောက်လေးခက်နဲ့ယုံပြီးဒီဆက်လေးနှလုံးနဲ့ဒီနှလုံးနဲ့တော့ဒီမမကော်လက်ရှင်ဆိုတဲ့ဟာလေးကိုတမီးတို့စပြီးတော့အဲ့လိုယုံကန်ပြီးတော့ သိတယ်ဒီဆက်လေးနှလုံးနဲ့ပဲရုံးကန်ခဲ့တာညီမနှစ်ယောက်တိပိတာအဲ့ဆိုဒီကဘယ်အင်ကြီးလေးတို့ဘလို့ဝတ်ပြီးတော့ဘာကြောင့်လေးလုပ်ပြမယ်အဲ့ဒါပဲပြောလိုက်တော့ချွေးနေပြီခရေးရိုက်မယ်လို့ရိုက်မယ် ဒီကုန်းဆိုဒီဆိုင်လေးကလေဒီကုန်းမြစ်တာနဲ့ဖဲကျုပ်ဖြတ်ပေးမယ်ဆိုသမီးတို့မမကော်လက်ရှင်ဆိုင်လေးပါရှင်းပါ ဒါလေးကဆိုင်လေးတပိုင်းတနိုင်ဆိုင်လေးပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင် ဆိုင်လေး ဟောမမပဲငါတူပေါင်းမိတာနဲ့ဖွင့်ပေးမယ်လို့ပြောထားတယ်လေပေးရမှာပေါ့ ဒီပါဖွင့်ပြီးပါမယ် ဒီကုန်းပြောနေတာသဘောကောင်းတယ်လို့ပတ်စံပေးရဘလို့မှမယူဒီကုန်းမြစ်တာနဲ့ဆိုတာကျပဲ ကြိုက်တယ်ကျေးဇူးကြိုက်တယ်လို့ကြိုက်မယ်ဟုတ်တယ်ဆိုတော့လေဟုတ်ရမှာပေါ့ရိုက်မယ်ဟေးပြီးပြီဆိုရိုက်လိုက်မယ်လေ ဒီကုန်းနဲ့လောက်လိုက်တာတော့ဟဲ့ငါတော့ဝါဆက်လေဒီကုန်းဒါသမီးတို့ကိုယ်တိုင်မမကော်လက်ရှင်ကသမီးဒီဇိုင်းဆွဲထားတာဂျပန်စီးပါတစုံမှ2000ကျော်ပဲအယောင်လေးရဟုတ်တယ်အယောင်လေးလည်းစုံတယ်ပဲဒီကုန်းလက်ပြအောင်လေးကဘာဖြစ်တာပါဟုတ်တော့ဒီကုန်းဒီမကြီးဒါခရမ်းရောင်လေးဒီကုန်းခဏကြာဝေးရမယ့်ဟာလေးဒါလေးကလည်းခရမ်းပုတ်ကလေးပေါ့ဟဲ့ဒါအစိမ်းရောင်အနီရောင်အလေးကညစ်လိမ်မော်လေးအလေးအစိမ်းပေါ့ အယောင်တော်တော်စုံတယ်နော်အဲ့အယောင်ဆိုလို့ဝပြီးရိုက်ပေးရမှာလား ဟုတ်ကဲ့ရှင် ရိုက်ပေးရမှာ ဟုတ်ကဲ့ ဟုတ်ရိုက်ပေးရမှာ ဟောမမလေကိုကလက်ခံထားတာပဲရိုက်ပေးရမှာပေါ့ ရိုက်မယ်လေရိုက်မယ် 1 2 3 go ရမမကော်လက်ရှင်ဝမ်းဆက်လေးတွေကလေတီကွန်းအတွက်ထုတ်ထားသလိုပဲတအားကိုလိုက်တာလို့ဒီကောကန်စတာနေမှာဒီကောပြီးရင်လေဒီကောဒီအယောင်လေးရယ်နောက်ပြီးတော့အနေရောင်ဒီအပြာရောင်
ပြီးရင်လိန်ပေါ်ရောင်အလက်ရောင်အစိမ်းရောင်စုပေါင်း6ရောင်ပါဒီကုန်းရဲ့ အဲ့6ရောင်လဲကျောင်းပေးဝတ်ပြီးဝတ်ပြီးရိုက်ပေးဟုတ်ရိုက်ပေးရမယ် ဟုတ်ကဲ့ပါရှင် ရိုက်ပေးရ ဒီကုန်းအဲ့ဒါအောင်မြင်တာဒီကုန်းအောင်မြင်တာကိုတည်သွားတအားသိရှိတာသဘောကောင်းတာ ရိုက်ကြပါဟောရိုက်မယ် ဒီကုန်းရဲ့တိုင်းချုပ်ထားသလိုပဲ တိုင်းချုပ်ပြန်ပြီ ဟိုက်လိုက်တာဆိုတာဒီကုန်းရဲ့ဟို အယောင်နေကြတော့ အယောင်ဆုံးတယ်လေဒီကုန်း အယောင်ဆုံးပဲ ဒီမှာဒီကုန်းရဲ့အစိမ်းရောင်လေး ရောင်လေးရဲ့ အညိုရောင်လေး ပန်းရောင်တယ် ပန်းရောင်လေး ဟေးတော့ပါဒါတွေလေးပေါ့အနုလေး လိန်ပေါ်နေလေးပါ အပြာနုလေး ဒီကုန်းကအယောင်လေးကိုသိနေရပဲ အမှန်တိုင်းဆိုလို့ရှိရင်ပေးတာရောင်ပေါ့အရက် အော်ဒီကုန်းဟုတ်တယ် ရိုက်လိုက်တော့မယ် အော်ဒီကုန်းဟာ ရိုက်မယ် အဲ့တင်းနဲ့ထနေသလားနော် အော်ထပ်တာ ဟုတ်တယ်ကဲမလိုက် ပါလေဒီကုန်း ဒီကောအခုပုံလေးလဲကွယ်အများကြီးပဲရိုက်ပေးတာပြင်မန်းတော့ပြန်လိုက်တော့မယ်နော် ဟုတ်ဒီကုန်းကိုကလေတမိကင်မရာထဲမှာတက်ကြည့်ရလေဒီကုန်းပုံလေးတွေကလေတဘုံမှပြုံးမနေဘူးစူပုံနေ အဲ့တော့ အားလုံးနာရဲ့ဒီကုန်းအစားနေပြန်ရိုက်ပေးလို့ရလားမင်္ဂလာပါရှင်မမ collection နဲ့ up to date fashion ရဲ့ showroom ကြီးကိုရန်ကုန်မြို့အမှတ်68ဦးရီစာလမ်းပေါ်မြောက်တကုံမြို့နယ်41ရပ်ကွက်မှာဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်ရှင်ဒီမမ collection ဒါ showroom မှာဆိုရင်ကလေးလူကြီးအစုံပေါ့နော်ရှိပါတယ်ရှင် online ကနေအစဉ်တစိုက်အားပေးနေတဲ့မိတ်ဆွေများလည်းမျက်မြင်ကိုယ်တွေ့ showroom ကိုလာရောက်ပြီးတော့လက်လီလက်ကဝယ်ယူနိုင်ပါရဲ့ရှင်